ဒီမြို့လေးမှာစီကန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီမှာတေခွင့်မရှိပါဘူးဆိုတာပါပဲအဲ့ဒီမြို့လေးကတော့မြောက်ဝင်ရိုးစွန်းနဲ့ကီလိုမီတာ1000အကွာမှာရှိတဲ့နော်ဝေနိုင်ငံက Long Year ပြန်မြို့လေးပဲဖြစ်ပါတယ်ဒီမြို့ရဲ့မြေပြင်ဟာအမဲတမ်းအေးခဲနေတဲ့အတွက်အဲ့ဒီမှာလူလေးကိုမြုံနှံလိုက်တဲ့အခါရုပ်အလောင်းတွေကဘယ်တော့မှဆွေးမြေ့မသွားပါဘူး1990ပြည်လွန်နှစ်တွေမှာသိပ္ပံပညာရှင်တွေက1918ခုနှစ်ကဖြုံနှံထားတဲ့တင်ကြိုင်းတစ်ခုကိုတူးဖော်ခဲ့ပါတယ်အဲ့ဒီအခါမှာတော့ Spain Tuque virus ဟာအနှစ်80ကြာတဲ့အထိရုပ်အလောင်းတစ်ခုထဲမှာမသေးပဲအကောင်းပကတိကျန်ရှိနေကြတာကိုတွေ့ကြရပါတယ်ဒါကြောင့်သူတို့ဟာအလောင်းမြုပ်နှံမှုတွေကိုလုံးဝတားမြစ်လိုက်ပါတယ်ယောဂကျွမ်းနေပြီးအသက်တန်ရဲ့စူးရင်ရပါလားသူတို့ကတင့်ကိုလေရင်နဲ့တခြားကိုပြောင်းရွှေ့ပို့ဆောင်ပေးပါလိမ့်မယ်ရုပ်တရက်တည်ဆုံးသွားခဲ့ရင်ရောတင်းရဲ့ရုပ်အလောင်းကိုကုန်းတွင်းပိုင်ပင်မကုန်းညံစီကိုပို့ဆောင်ပေးပါလိမ့်မယ်အလောင်းကိုမီးတင်ကြုံလိုက်ပြီးတဲ့အတောင်မှအစိုးရရဲ့ခွင့်ပြုချက်မပြဘဲအဲ့ဒီမှာအယိုးပြာကိုမြုပ်နှံခွင့်မရှိပါဘူးအခုချိန်မှာတော့အဲ့ဒီအေးခဲနေတဲ့မြေကြီးဟာတေးစေလောက်တဲ့ virus တစ်ခုကိုဆက်လက်ထိန်းသိမ်းဆက်ထိပါတယ်